အားလုံးပဲမင်္ဂလာညချမ်းပါအခုကျွန်တော်ကကျွန်တော်ရဲ့ MM Global Member တွေကိုဒီ MM Global နဲ့ပတ်သက်ပြီးတော့ကျွန်တော်နီလန်းလေးတွေကျွန်တော်ပြောပြချင်လို့ပါနီလန်းလေးပြောပြချင်တော့ကျွန်တော်အစည်းအဝေးလေးခေါ်လိုက်တာပါဒီလိုအစည်းအဝေးမျိုးတွေကျွန်တော်နောက်လဲကျွန်တော်ခေါ်ပါမယ်ဆိုတာကတော့ကျွန်တော်ကဒီ MM Global ကိုစတင်ပြီးတော့လမ်းကြောင်းဖောက်တဲ့လူလည်းဖြစ်နေတယ်ကိုအောင်မြင်ခြင်းသလိုကိုယ့်ရဲ့ညီကိုတွေအကုန်လုံးကိုယ့်ရဲ့မောင်နှမတွေအကုန်လုံးအောင်မြင်ခြင်းနဲ့အောင်မြင်စေခြင်းတဲ့အတွက်ကြောင့်မလို့ကျွန်တော်သိရတယ်ကိုကျွန်တော်မချမ်းမဲနဲ့ကုသိုလ်လဲရဝမ်းလဲဝအနေနဲ့ကျွန်တော်ဝေမျှပေးခြင်းဖြစ်ပါတယ် MM Global ကတကယ်ကိုခိုင်မာပါတယ်ခိုင်မာတဲ့ social community တစ်ခုပါအဲ့တော့ကျွန်တော်တို့ကိုလုံနိုင်ရင်လုံနိုင်လို့ရမယ်အာဒီ MM Global နဲ့အားသာချက်ကိုပြောပါဆိုလို့ရှိရင်ဒီကောင်က multi level marketing တွေပေါ့နော် MMLM မ Insta တို့ Unicity တို့ဘာညာတွေပေါ့ဗျာအဲ့ကောင်တွေထက်အများကြီးအားသာမှုရှိပါတယ်ဒီကောင်လည်း MLM multi level marketing system တစ်ခုပါပဲသို့ပေမဲ့ကျွန်တော်တို့တွေဒီစနစ်ကိုနားလဲအခါမှာဘာမှအခက်ခဲမရှိဘဲနဲ့ကလေးရအစပေါ့ဗျာပုံမှန်လင်းပြောကလေးရအစလွယ်ကူကူနဲ့လုံနိုင်တာကိုအားလုံးသိကြမှာပါနောက်ခုဒီ MLM မှာလုံနေတဲ့သူတွေတော်တော်များများလဲဒါနည်းနည်းအချိန်လုံနေအချိန်ကြာတဲ့လူတွေများလဲသိတော့ပြီလို့ကျွန်တော်ထင်ပါတယ်အဲ့တော့ဘယ်လိုပဲဖြစ်နေပါစေပေါ့ဗျာဒီ MLM မှာကျွန်တော်အောင်မြင်အောင်လုပ်ကြပါအောင်မြင်အောင်လုပ်ပါကျွန်တော်ဘက်ကလည်းဒါအတက်နိုင်ဆုံးကိုကျွန်တော်သိသလောက်ပေါ့နော်နီလန်းလေးတွေကျွန်တော်မချွင်းမချမ်းကျွန်တော်ဝေမျှပေးသွားပါမယ်အဲ့တော့ခုဒီညကျွန်တော်ဝေမျှချင်တာကတခြားမဟုတ်ဘူးဒီကျွန်တော်တို့ဒီ MMM မှာကျွန်တော်တို့ဒီ network ပေါ့နော်ကျွန်တော်ရဲ့ဒီ network ကျွန်တော်ရဲ့စိတ်ကူးကဒီ MMM M သုံးလုံးမြန်မာဆိုတဲ့ group တစ်ခုကျွန်တော်တည်ထောင်ခြင်းတယ်ကျွန်တော်တို့မြန်မာတွေအတွက်ပေါ့နော်အာအကိုတို့မှာတော့အကုန်လုံးကြုံနေလဲဒီလိုက်ကြည့်ပါကျွန်တော် Facebook group တွေမှာရောဒီ MMM Global Malaysia เนาะ MMM Global Singapore MMM Global Russia MMM Global USA MMM Global China အဆုံးရှိပါတယ်နိုင်ငံပေါင်းစုရှိပါတယ်သူတို့အဖွဲ့ရင်းနေသူတို့ပေါ့နော် leader တွေအသီးသီးလည်းရှိပါတယ်တယောက်နဲ့တယောက်အကျိုးပြုရင်းနေပေါ့နော်တယောက်နဲ့တယောက်အကျိုးပြုပြီးတော့ဒီ group ကြီးပို့ပြီးတော့တိုးတက်လာတာပေါ့ဗျာဒီ MMM အတွက်လည်းတိုးတက်တယ်ကိုယ့်ရဲ့ဒီလူမျိုးအချင်းအတွက်လည်းတိုးတက်တယ်အဓိကတော့ social team ပေါ့နော် team work ပေါ့ဗျာနော်ကျွန်တော် team work နဲ့အစုအဖွဲ့နဲ့အလုပ်လုပ်ကြမယ်ဒီအစုအဖွဲ့မှာတယောက်မသိတာတယောက်ကူညီမယ်မသိတာကိုဖာသီးဖာသာလည်းမနေဘူးနော်မနေဘဲနဲ့ကျွန်တော်တို့ကူညီကြမယ်ဗျနော်โอเคပါကျွန်တော်နောက်တော့လဲကျွန်တော်ပြောသွားမှာပါခုလောလောဆယ်မှာကျွန်တော်ပြောချင်တဲ့အကြောင်းအရာဘာလဲဆိုလို့ရှိရင်ဒီ MMM မြန်မာကိုเนาะ network အဖွဲ့အစည်းကောင်းကောင်းနဲ့ကျွန်တော်တည်ထောင်ခြင်းတဲ့အတွက်ကြောင့်မလို့ခုကျွန်တော်ကနေပြီးတော့ဒီ mini job ပါအသေးစားလေးပါเนาะ mini job အသေးစားလေးကျွန်တော်လုပ်ဖို့ကျွန်တော်စီစဉ်ထားပါတယ်ဘယ်လို mini job လဲဆိုတော့ကျွန်တော်တို့ဒီ Facebook ပေါ်မှာ share ရတဲ့ comment ရေးပြီး share ရတဲ့ mini job ပေါ့เนาะ comment ရေးပြီး share ရတဲ့ mini job ပေါ့ဥပမာကျွန်တော်ပြပါမယ်โอเคပေါ့เนาะဒီအကြောင်းအရာလေးကိုကျွန်တော်တင်ထားတယ်ဒီအကြောင်းအရာလေးကိုတင်ထားတယ်ဆိုလို့ရှိရင်ဒါကိုဒီ MMM Global Member ပေါ့နော် Member ဝင်တယောက်ဖြစ်တယ်ဆိုလို့ရှိရင် MMM Global Member ဝင်တယောက်ဖြစ်တယ်ဆိုရင် share လေးကိုနှိပ်လိုက်ပါပြီးလို့ရှိရင် share ကိုနှိပ်ပါပြီးရနဲ့ကျွန်တော်ကဒီမှာကျွန်တော် comment ရေးပါနော် comment တူတူတုတ်မရေးပါနဲ့ဥမာပေါ့နော် MMM ကနော်အမပေါ့နော်ဒီ MMM Global မြန်မာကဘလို့ကောင်းပါတယ်เนาะဟိုဘာဖြစ်နေပါလဲအခုကျွန်တော်ကိုယ်တိုင်လက်တွေ့လုပ်နေပါတယ်ပေါ့နော်အကြောင်းအရာလေးကိုကျွန်တော်တို့နှစ်ကြောင်းသုံးကြောင်းခန့်ရေးပြီးရတယ်ကျွန်တော်တို့အောက်မှာเนาะအောက်မှာကိုယ့်ရဲ့ Bitcoin address เนาะကိုယ့်ရဲ့ Bitcoin address လေးကိုထားခဲ့ပါเนาะ Bitcoin address လေးကိုထားခဲ့ပါเนาะပြီးလို့ရှိရင် Bitcoin address ကိုတိတိကျကျထားခဲ့ပါเนาะကျွန်တော်တို့မှားလို့ဟိုဟာမျိုးဆိုမရဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကဒီ share လုပ်တဲ့လူတွေကိုကျွန်တော်ကစန့်ငွေစန့်ပေါ့နော်စန့်လေးပြန်ပေးမှဖြစ်တဲ့အတွက်ကြောင့်မလို့ Bitcoin address မှားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့လာပြီး complaint တက်တာလက်မခံတော့ပါဘူးဒါကြောင့်မလို့ကျွန်တော်တို့ဒီ Bitcoin address ထားခဲ့တဲ့အခါမှာတိတိကျကျလေးထားခဲ့ပေးပါပြီးရင်အောက်မှာဒီမှာ public ရွေးပါเนาะ public ရွေးပြီးတော့ပြီးရင် share status ပေါ့ဒါဆိုရင်မိမိရဲ့ timeline ပေါ်ကို share လိုက်ပါအဓိကတော့ Bitcoin ကဘလို့ဟိုဒီကောင်ကဘလို့ကောင်းလာတယ်เนาะတိတ်ချလေးရေးပေးပါပြီးရင်အောက်ကမိမိရဲ့ Bitcoin address လေးကိုထားခဲ့ပြီးတော့
ကျွန်တော်တို့ထားခဲ့ပေးပါဒါဆိုရင်ကျွန်တော်ဘက်ကငွေပို့တဲ့လူကနော် share လုပ်တဲ့လူတိုင်းအတွက်ကို0.နော်0.00013 BTC သူ့ရဲ့ wallet ထဲကိုကျွန်တော်တို့လှမ်းပြီးတော့ပို့ပေးပါလိမ့်မယ်နော်အဲ့တော့ဟိုကျွန်တော်တင်တဲ့ဟာတိုင်းကိုလည်း share လုပ်ပေးပါ share လုပ်ပေးတိုင်းကျွန်တော်ရဲ့ဒီငွေကင်ပေးမယ်ကျွန်တော်ရဲ့ညီလေးကနေပြီးတော့လှမ်းပြီးတော့အားလုံးကိုဖြည့်ပေးပါလိမ့်မယ်နောက်တစ်ခုဘာလဲဆိုလို့ရှိရင်တခြားလေးမှတ်ပါဒီ MM Global member တွေအနေနဲ့ဒီ MM Global မှာငွေထုတ်လို့ရခဲ့တယ်ပေါ့နော်ငွေထုတ်လို့ရခဲ့တယ်ဆိုလို့ရှိရင်တင်ပါเนาะကျွန်တော်လိုမျိုးတင်ပါเนาะ MMM Global ကเนาะဘယ်လိုကောင်းပါတယ်ပေါ့เนาะ MMM Global ဘယ်လိုကောင်းပါတယ်ဒီမှာဘယ်လောက်ထုတ်ယူထားပါတယ်ဟုတ်တာဒီလိုတက်သေးပါเนาะတကယ်ထုတ်ယူထားနိုင်တယ်ဘယ်နှချိန်မြောက်တက်သေးပါဆိုပြီးတော့ကိုယ့်ရဲ့မိမိရဲ့ wall မှာတင်ပေးပါเนาะတင်ပေးပြီးရတဲ့ကျွန်တော်တို့ဒီ MM Global Unipower team နဲ့ကိုလာခဲ့ပါဒီကောင်ဒီ post ကို share ပေးပါလို့ပြောပေးပါเนาะဒီ post ကိုထားပါတော့ဒါကူကျွန်တော်က member တယောက်ပေါ့ဗျာကျွန်တော်ဒါငွေထုတ်လို့ရရဘာညာတင်လိုက်ပြီတင်ပြီးတော့လည်းပြီးရင်ကျွန်တော်ဒီ MM Global Unity Group Chat ထဲကိုလာခဲ့ပါလာခဲ့ပြီးရတယ် share ကိုကျွန်တော်နှိပ်ပြီးတော့ခု sorry လာခဲ့ပြီးရတယ်ကျွန်တော်တို့ဒါတင်ထားတယ် share လုပ်ပေးပါ share လုပ်ပေးပါလို့ပြောပြီးရင် share ခိုင်းပါအဲ့လို share ခိုင်းပြီဆိုတာနဲ့ဒီလို post တင်တဲ့တကယ်ကိုငွေထုတ်နိုင်တဲ့ proof တင်နိုင်တဲ့သူကိုကျွန်တော်ကဘာလဲဆိုတော့အဲ့ post တင်တဲ့ owner ကိုကျွန်တော်က1 USD เนาะ$ကျွန်တော်$တိတိကျွန်တော် bonus ပြန်ပေးပါမယ်ဒါအပြင်သူ့ရဲ့ post ကို share ပေးတဲ့လူတွေကိုလည်းကျွန်တော်ကနော်ဒီလောက်0.00013 BTC ကျွန်တော်သူတို့ရဲ့ wallet ထဲကိုပို့ပေးပါမယ်เนาะကျွန်တော်တို့လည်း share ပေးသလိုတခြား MM Global member တင်လည်း share ပေးပါ MM Global member ရဲ့ proof ကိုလည်း share ပေးပါเนาะ share ပေးပါအဲ့လို post တင်နိုင်တဲ့လူလည်းကျွန်တော်$ကျွန်တော်ပြန်ပြီးတော့ကျွန်တော် bonus ပေးပါမယ်เนาะဒါကတော့ဘယ်လိုပြောမလဲကျွန်တော်တက်နိုင်တဲ့ဘက်ကနေပြီးတော့ကျွန်တော်ဒီ MM Global မြန်မာ group အကြီးဖြစ်လာအောင်လို့เนาะပို့ပြီးတော့လည်းကျေပြန့်လာအောင်လို့နောက်တစ်ခုကဒီ MM Global မှာလောက်ကင်နေတဲ့မိတ်ဆွေတို့ရဲ့အကုန်လုံးညီကိုမောင်နှမရဲ့အကုန်လုံးရဲ့အကျိုးစီးပွားအတွက်ကိုကျွန်တော်ရည်ရွယ်ပြီးတော့ကျွန်တော်ပြောပြခြင်းဖြစ်ပါတယ်အကယ်၍ကိုစီမို့ MM Global နဲ့ပတ်သက်ပြီးစိတ်ဝင်စားလို့လာမေးတယ်ဆိုလို့ရှိရင်လည်းစနစ်တကျကျွန်တော်တင်ပေးခဲ့တဲ့အတိုင်းစနစ်တကျပြန်တင်ပေးပါသူတို့ကိုလည်းအောင်မြင်အောင်ဆွဲခေါ်ပါအဓိကမမေ့ပါနဲ့ကိုစီကိုလာပြီးတော့တင်ကြားတဲ့သူအောင်မြင်နေဆိုရင်ဒါကိုအောင်မြင်တာပါပဲကိုအောင်မြင်ခြင်းရင်ကိုအောက်မှာရှိတဲ့လူကိုအောင်မြင်အောင်ရင်လုပ်ပေးလိုက်ပါခုကျွန်တော်ကိုယ်တိုင်လည်းအောင်မြင်နေပါတယ်အောင်မြင်နေတယ်ဆိုတာကလည်းအားလုံးကညီကိုမောင်နှမတွေအကုန်လုံးရဲ့ပံ့ပိုးမှုနဲ့ကျွန်တော်မကင်းပါဘူးဗျနော်သူတို့ကြီးကျွန်တော်စီမှာမန်မာဝင်ပေးကြတယ်အလုံးလုံးနေကြတယ်အဲ့မန်ပါဝင်တဲ့စနစ်တစ်ခုနဲ့ပတ်သက်ပြီးတော့ကျွန်တော်နောက်ပိုင်းမှာကျွန်တော်ယာတို့ကြီးတစ်ခုကျွန်တော်ပြောပြမယ်အခွင့်အရေးတစ်ခုအဲ့အခွင့်အရေးကတော့ကျွန်တော်တို့တေချာလောက်ကမှာเนาะအဲ့ယာဒူးသာရခဲ့လို့ရှိရင်เนาะကျွန်တော်တို့ဒီ MMM Global မှာထိုင်စားလို့ရပြီချမ်းသာပြီအချိန်ခဏလေးအတွင်းရမှာဒါပေမဲ့နည်းနည်းလေးတော့ကျွန်တော်စူးစမ်းပေးရမယ်เนาะအခုဆိုရင်မကြခင်မှာလဲကျွန်တော်ကအဲ့ယာဒူးတစ်ခုကိုကျွန်တော်ကရတော့မှာပါเนาะကျွန်တော်ယာဒူးတစ်ခု moderator ယာဒူးရပြီးပါပြီเนาะအခုကျွန်တော်နောက်ဆုံး MM Global Manager ဆိုတဲ့ယာဒူးကိုကျွန်တော်ရခဲ့လို့ရှိရင်ကျွန်တော်တို့ကအရင်ကောင်းမွန်သွားတဲ့အခြေအနေပဲပေါ့เนาะโอเคပါအဲ့တော့ share ပေးပါနော်ကျွန်တော်တင်ရင်လည်း share ပါငွေထုတ်တဲ့ proof တင်တဲ့လူကလည်းတင်ပြီးချင်း group ကိုလာခဲ့ပါနော် group လာပြီးတော့ကျွန်တော်အတီးပေးပါပြီးရင် group ရဲ့လူတွေကျွန်တော် share ခိုင်းပေးပါ group ရဲ့လူတွေလည်း share ပါနော်ကိုယ်လည်းကြရင်လည်း share ခိုင်းမယ်သူများလည်းကြရင် share တယောက်နဲ့တယောက်ပြန်ပြီးကူညီပါနော်အကုန်လုံးပြန်လဲ share လူတွေအကုန်လုံးကိုကျွန်တော်က bonus တွေတက်ဆန်အောင်ကျွန်တော်လွှဲပေးသွားမယ်ဟုတ်ပြီနော်ဒါကတစ်ချက်နောက်ဆုံးတစ်ချက်ကိုကျွန်တော်ပြောပါမယ်နောက်ဆုံးတစ်ချက်ကကျွန်တော်ဘာလဲဆိုလို့ရှိရင်ကျွန်တော်ဒီနေ့မှသိတာပါညီလေးတယောက်ကသူတတိထားမိရလေကျွန်တော်လာပြောတာပါသူတတိထားမိရလေးကိုကျွန်တော်တို့ရဲ့ဒီ MM Global Group เนาะ International Group ထဲမှာကျွန်တော်ဝင်ပြီးတော့မေးတဲ့အခါမှာဟုတ်ပါတယ်ဘာလဲဆိုတာတစ်ချက်လောက်ကြည့်ပါโอเคဘာလဲဆိုလို့ရှိရင်ဒီမှာကျွန်တော် future ဆိုတာပါတယ်တွေ့လားဒီမှာနောက်မှာ future အဲ့ future အမှထားပါတော့ကျွန်တော်တကူမှဒေါ်လာ100ထည့်လိုက်တဲ့လူကလည်း$20ကျွန်တော် bonus နောက်မှာဒီ future ဆိုတာလေးပါတယ်တချို့အရာမပါတယ် deposit မှာမပါတာပါကျွန်တော်ဟာအကုန်ပါပါတယ်เนาะ future ပေါ့ထားပါတော့ဒါဆိုလို့ရှိရင်ဒီမှာ$30ဆိုတော့ refer bonus ကျွန်တော်ရထားတယ်ကျွန်တော် future ကိုနှိပ်လိုက်မယ် future ကိုနှိပ်လိုက်ပြီဆိုတာ ਨੇ ဒီမှာကြည့်ပါဒီနေ့9ရက်နေ့31.89မှန်ပါတယ်31.89 9ရက်เนาะနောက်10ရက်နေ့ကြာလို့ရှိရင်33.32ဖြစ်လာမယ်
နောက်တဲ့12ရက်10 11 12ရက်လောက်နေရင်နော်33.91ဖြစ်မယ်18ရက်နေရင်35.42 USD တိုးလာမယ်ဗျာနော်အဲ့တော့ကျွန်တော်တို့နောက်နှစ်ပေါ့နော်2016နောက်နှစ်ဆိုလို့ရှိရင်ဒီ$30နဲ့ပြီးတော့969 USD အထိကျွန်တော်တို့အတိုးရသွားမယ်ဗျအဲ့တော့အရှိမကျွန်တော်လည်းနစ်နာခဲ့တဲ့ referral bonus ပေါ့နော်20ကိုကျွန်တော်မထုတ်ဖဲနေလိုက်ရမှာကျွန်တော်တော်တော်နစ်နာခဲ့တယ်အဲ့တော့ဖြစ်နိုင်လို့ရှိရင်ဒီ future ပါတဲ့ကောင်တွေကိုမထုတ်ပါနဲ့เนาะမထုတ်ပဲထားပါတော့ဗျာကဲ39နဲ့31.89 31.89ကိုကျွန်တော်တို့က12လပိုင်းเนาะ12လပိုင်းကျွန်တော်တို့ဒီဟိုပါပေါ့เนาะ12လပိုင်းတရက်ဆိုရင်ဒီကောင်ဒီ$40ဖြစ်သွားပြီဗျနော်အဲ့လိုမျိုးအတိုးပြန်ပေးတာ future mind dream ဆိုတာဒါကိုပြောတာပါဗျာနော် future mind dream ဆိုတာဒါကိုပြောတာပါအဲ့ကြောင့်မို့ဒီကောင်းကိုကျွန်တော်တို့မထုတ်ဖဲနဲ့ကျွန်တော်တို့ထားခဲ့နိုင်ပါတယ်ဗျာနော်ထားခဲ့နိုင်ပါတယ်โอเคအဲ့ဒီတစ်ခုလေးအဲ့နှစ်ခုလေးကိုကျွန်တော်ပြောချင်တာပါပဲကျွန်တော်ကတော့အားလုံးပဲအတူတူစူးစမ်းကြပါအခုလိုအချိန်ပေးပြီးတော့ဘေးကုန်းခံပြီးကြည်ပေးတဲ့အတွက်လည်းကျွန်တော်ကျေးဇူးအထူးတင်ပါတယ်ခင်ဗျလိုအပ်တာရှိလို့ရှိရင်လည်းဒီကျွန်တော်တို့ group chat ထဲမှာ CC လုံးလုံးနဲ့ဆွေးနွေးပါဗျာနော်စီဆိုတယောက်မသိရတယောက်ဖြေချပေးကြပါကျွန်တော်ကိုယ်တိုင်လည်းအရှိမကျွန်တော်အားလုံးအတွက်ကြိုးစားပေးနေပါတယ်နော်ဟုတ်ကဲ့ပါအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ